အားလုံးပဲမင်္ဂလာပါခင်ဗျာနေကင်းဘက်တွေဆိုလို့ရှိရင်နေရအရန်ပူရတဲ့ကျွန်တော်သမင်းစားရအရန်ပြတ်တယ်ဗျာအဲ့တော့ကျွန်တော်ဘာရနဲ့စားရမလဲမသိရတဲ့အတွက်ကြောင့်ကျွန်တော်အိုင်းလေးနဲ့ကျွန်တော်ပြီးတိုးကြလေးကိုစားမှာဖြစ်ပါတယ်အားလုံးပဲလက်ကြည့်ကြပါဦးပြီးရတော့ကျွန်တော်ပြစ်နှစ်လေးဖြော်ရတယ်ဗျာဒီဆက်ဆက်လေးနဲ့ပေါ့တိုးကြလေးရလည်းစုံတက်ပြားဘူးတွေလည်းပါတယ်ဇီးယူလေးတွေလည်းပါတယ်ပြီးရင်ငရပလူရွက်လေးလည်းပါတယ်မော်လာပင်ပေါက်လေးတွေလည်းပါတယ်ဗျာနော်ငါတလောက်လေးကိုချက်ထားပါနာမည်လေးအုပ်ပြီးတော့စားမယ်ဗျာအဲ့ဒီလည်းစားနေပြီဆိုတော့ပြီးရတော့ share ပဲဗျာကျွန်တော်တကယ်ချင်းတရားကလှမ်းပြီးတော့ပေးတာဗျာပြီးသူ့စီကငါပြီးတယ်တော်တော်လေးကောင်းတယ်ဗျာမွေးလဲမွေးတယ်ရန်ကြီးလည်းမငံအောင်သူ့ကနေပြီးဆက်ဟက်လေးရတဲ့ဗျာတော့တက်ပြားဘူးလေးဗျာဟောချောင်းထဲမှာနောက်ကသူ့တရားလေးလိုက်ရှာရင်တွေ့တာနဲ့ခူးတာလိုက်တာချူချူလေးအားပါအောင်ခင်ဗျာပြီးရွှေဆန်းပြီးရင်အားဟိနှစ်လေးနဲ့ပြီးတော့လုံးထွေးပြီးကြိတ်လိုက်ရင်တော့စားလို့ကောင်းတယ်နော်မော်လာပင်ပေါက်လေးတွေပါတောင်လေးတွေရတယ်ဓာတိပေါ်လေးတွေပေါ့ဗျာဒါဆိုငရမ်းပလူရွက်လေးပဲကောင်လေးကတုတ်ဆိုင်ရင်လည်းကောင်းတယ်ဒါတော့စီယိုနုနုလေးတွေတူဆိုင်လေးကောင်းတယ်ဗျာပြီးရလဲဆက်ဆက်လေးခုလိုဆုံးဖြတ်ကြည့်ရှုပေးရတကယ်ချင်းတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့တကယ်ချင်းတို့လည်းလိုက်စားကြည့်ကြဖို့ညွှန်လင့်ပါတယ်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာတွေ့ကြမယ်